တိုက်ပွဲတွေဖြစ်ပွားမှုတဲ့ဒေသတွေမှာနေထိုင်သူတွေဖြတ်တန်းသွားလာသူတွေဟာမြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန္တရာယ်တွေရှိနေပါတယ်။သွားရင်လာရင်ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။ထိကင်တာနေရာပြောင်းတာခြေထောက်နဲ့ကန်တာခဲနဲ့ပေါက်တာဓာတ်ပုံရိုက်တာတွေလည်းလုံးဝမလုပ်ရပါဘူး။ဒါအပြင်အဲ့ဒီအရာဝတ္ထုပစ္စည်းနဲ့တီနေရာတစ်ဝိုက်ကိုမီးရှို့တာရေလောင်းတာစားနဲ့တိတ်တာအနီးကပ်ဝိုင်းအောင်ကြည့်ရှုတာတွေကလည်းအန္တရာယ်ရှိတဲ့အပြုအမူတွေဖြစ်ပါတယ်။တိုက်ပွဲတွေကြောင့်ဆွန့်ခွာခဲ့ရတဲ့ကျေးရွာတွေနေအိမ်အဆောက်အဦတွေကိုတွာလာတာမျိုးမလုပ်ဖို့အသုံးမပြုဖို့လည်းအရေးကြီးပါတယ်။အဲ့ဒီနေရာတွေမှာစစ်ကြံလက်နက်ပစ္စည်းအန္တရာယ်တွေရှိသလိုမြေမြုပ်မိုင်းအမျိုးမျိုးရဲ့အန္တရာယ်တွေလည်းရှိလို့ရှောင်ကျဉ်ရပါမယ်။စိုက်ပျိုးမြေနေရာတွေအသစ်ရှာဖွေပြောင်းရွှေ့စိုက်ပျိုးကြတယ်ဆိုရင်လေဒေသခံရွာသူရွာသားတွေနဲ့အာဏာပိုင်တွေကအန္တရာယ်ကင်းရှင်းတယ်လို့အသေးချာမပြောမချင်းနေရာအသစ်မှာထွန်ရက်စိုက်ပျိုးတာမီးရှို့တာမျိုးမလုပ်သင့်ပါဘူး။ရှားထဲတောထဲသွားတာဖြစ်စေတရွာနဲ့တရွာတစ်မြို့နဲ့တစ်မြို့ကြားကူးလူကြတဲ့အခါဖြစ်စေအန္တရာယ်မကင်းနိုင်တဲ့ဖြက်လန်းတွေကိုအသုံးမပြုပါနဲ့။လူသုံးများတဲ့ပိုပြီးအန္တရာယ်ကင်းနိုင်တဲ့လမ်းတွေကိုသာရွေးချယ်အသုံးပြုပါ။သွားရင်လာရင်အန္တရာယ်ရှိအမှတ်အသားတွေတွေ့ရင်ခက်ဝေးဝေးကရှောင်သွားပါစူးစမ်းတာအနာကပ်ကြည့်တာမျိုးတွေမလုပ်ရပါဘူးအန္တရာယ်ရှိတဲ့အပြုအမူတွေကိုအချင်းချင်းမျှဝေအသိပေးရင်ချစ်ခင်ရသူတွေကိုမြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန္တရာယ်ကနေကာကွယ်ပေးကြရအောင်ပါ